မိတ်ဆွေတို့ရေဒီအပင်ကိုတိကျလားရှင်ဒီအပင်ကကြောက်ကမှာကြောက်တယ်နေတဲ့သူတွေနဲ့အစာအိမ်နာရဲ့သူတွေအတွက်တော့အဖို့တန်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်နော်အစိတ်ပြင်းနဲ့မွေကင်းတို့ကိုက်ရင်လဲခန္ဓာကိုယ်အတွက်အစိတ်တွေမပြတ်နှံ့တော့အောင်ဒီအပင်ကိုအသုံးပြုလို့ရပါတယ်ရှင်မိတ်ဆွေတို့အရန်အကျိုးရှိတဲ့ဗီဒီယိုဖြစ်တာမို့လို့အခုမကြည့်ဖြစ်သေးရင်တိတ်ထားဖို့အကြံပေးပြစေရှင်ဒီဘက်မှာတော့ဒီအပင်ကိုကျမောက်ဆွဲပင်လို့ခေါ်ပါတယ်အဲ့ဘက်မှာတော့ဘယ်လိုခေါ်လဲပြောပြပေးခဲ့ပါဦးရှင်အသုံးပြုပုံလေးကိုမပြောပြခင်အခုလိုဆေးဖက်ဝယ်အပင်ချောင်းတွေကိုဆက်တိုက်တင်ပေးမှာမို့လို့အကောင့်လေးကိုအပေါင်းလေးနှိပ်ထားပါရှင်ကြောက်ကကြောက်တယ်တဲ့သူတွေကဒီအပင်ကိုပြင်ဆင်ငါပါပြုတ်တော့ယုံနဲ့ကြောက်ကမှာတည်နေတဲ့ကြောက်တွေကိုကွဲကြေစီပြီးတော့စီလန်းကြောက်ကတစ်ဆင့်အလွယ်တကူထွက်အောင်သူကကူညီပေးမှာဖြစ်ပါတယ်အစာအိမ်နာရဲ့သူတွေအနေနဲ့လည်းဒီအပင်ကို3ခွက်တစ်ခွက်တည်းပြုတ်တော့ယုံနဲ့အလင်းအများတက်တာပြောက်ကင်းတာကိုတွေ့ရမှာပါနော်တောသွားလို့မတော်တဆမွေကိုက်ကင်းကိုက်အစိတ်ပြင်းတဲ့အကောင်လေးကိုက်လာခဲ့ရင်လည်းဒီအပင်လေးကိုတပင်လုံးထုကြပြီးအကောင်ကိုက်တဲ့နေရာမှာအုံပေးယုံနဲ့အစိတ်အလင်းအများပြတ်နှံ့မှုကိုဟန်တာပေးမှာဖြစ်ပါတယ်ရှင်ရည်ရည်မြဝေပေးတဲ့ဒီအပင်အကြောင်းလေးကမိတ်ဆွေတို့အကျိုးတစုံတရာရတယ်ဆိုရင် comment မှာတစ်ခုခုပြောပြခဲ့ပါဦးဒီဗီဒီယိုလေးကတော့စီး view ပဲမရနိုင်တဲ့အရာမှာဒီလိုအရန်ပေါ်တဲ့ကျမောက်ဆွဲပင်လေးကိုအသုံးပြုဖို့မျှဝေခြင်းဖြစ်ပါတယ်တခြားဆေးဖက်ဝယ်အပင်မျိုးစုံကိုလည်းရည်ရည်စီမှာဆက်တွယ်မှာယူအားပေးလို့ရပါပြီရှင်အားလုံးပဲကြားမှာကြပါစေဘိုင်ဘိုင်